စပိန်ထိပ်သီးကလပ်အသင်းနဲ့တင်ထိပ်တိုက်တွေ့ဆုံနေပြီးတော့ PSG တင်းရဲ့အိမ်ခွဲမှာလီဗာပူးတင်းနေနဲ့အနည်းဆုံးတည်တမတ်ရရှိလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့ကျတာပရင်းနေ့မနက်အစောပိုင်းမှာရှင်ပြိုင်ကစားသွားမယ်ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်တွေကိုဘိုးရလက်ခံမှတ်ပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့စပိန်ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ဘာစီလိုနာအသင်းနဲ့အက်တလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဒီနှစ်သင်းကတော့ဒီပွဲစဉ်မတိုင်ခင်မှာဒီယာဒီမှာ၄ချိန်တီတီတွေ့ဆုံလာပြီးတော့ဘာစီလိုနာအသင်းက၃ချိန်အသာစီးရရှိကအက်တလက်တီကိုမက်ဒရစ်အသင်းကတော့တစ်ချိန်ပြန်လည်အနိုင်ထားနိုင်တာဖြစ်ပါတယ်ဘာစီလိုနာအသင်းအနေနဲ့16သိန်းရှုံးထွက်အဆင့်မှာအင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့နျူကာဆယ်အသင်းကိုအနိုင်ယူကဒီအဆင့်ကိုတက်ရောက်လာနိုင်တာဖြစ်တယ်လို့တစ်ဖက်ကအက်တလက်တီကိုမက်ဒရစ်အသင်းကလည်းအင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့တော်ရီယန်ဟော့စပါအသင်းကိုအနိုင်ရရှိကကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီနှစ်သင်းရဲ့ပြန်လည်ထိပ်တိုက်တွေ့ဆုံမှုမှာဘာစီလိုနာသင်းရဲ့အိမ်ကွင်းမှာစတင်မရှင်ပြန်ကစားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာစီလိုနာသင်းအနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာလုံးဝအမှားခံမှာမဟုတ်ဘဲနဲ့ဘာစီလိုနာသင်းကသာ2-0လောက်နဲ့ထပ်မံပြီးတော့အနိုင်ရရှိသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ပြင်သစ်ထိပ်သီးကလပ်အသင်းဖြစ်တဲ့ PSG သင်းနဲ့လီဗာပူးသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ PSG သင်းကတော့16သိန်းရှုံးထွက်အဆင့်မှာကျွန်တော်တို့ Chelsea သင်းကိုလွယ်လွယ်ကူကူနဲ့နှစ်ကြော့စလုံးကိုအနိုင်ယူကကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်တယ်လို့တစ်ဖက်ကလီဗာပူးသင်းကလည်းဂလာတာဆာရီသင်းကိုအနိုင်ယူကျော်ဖြတ်ပြီးတော့ဒီအဆင့်ကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ PSG သင်းနေနဲ့ကျွန်တော်တို့ Chelsea နဲ့ပွဲတုန်းကလူမျိုးပဲသူတို့ရဲ့အိမ်ကွင်းမှာလီဗာပူးကိုလွယ်လွယ်ကူကူနဲ့နိုင်မှထင်ရင်တော့မှားသွားပါလိမ့်မယ်။တစ်ဖက်ကလီဗာပူးသင်းနေကတော့နောက်ဆုံးကစားထားတဲ့ FA Cup ကွာတာဖိုင်နယ်ပွဲစဉ်မှာ Manchester City အသင်းကိုဂိုးပြတ်ချုံနေပြီးတော့ပြိုင်ပွဲကနေထွက်ခွင့်ရတဲ့အတွက်ကြောင့်မို့လို့ချန်ပီယံလိဆုဖလားကသာလျှင်သူတို့အသင်းရဲ့ဒီယာဒီမှာနောက်ဆုံးမျှော်လင့်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့လီဗာပူးသင်းနေနဲ့ PSG သင်းရဲ့အိမ်ကွင်းမှာလုံးဝကိုအနိုင်မခံရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ရှင်ပြန်ကစားပြီးတော့တစ်ဖက်တစ်ကိုးစီနဲ့တည်တမတ်ရရှိလာလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။